အားလုံးမင်္ဂလာပါဒီညကျွန်တော်လင်မြဖျားကုံတို့ကိုချီးမွမ်းမှာဖြစ်ပါတယ်မိတ်ဆွေယေရှုဂျူးဆိုတဲ့တရားဖြင့်ဖျားကုံတို့ကိုချီးမွမ်းမှာဖြစ်ပါတယ်အားလုံးနားဆင်ခွင့်ယူကြရအောင်ချင်းဖြစ်ထန်တော်ချင်းကခွင်ပြီးအံပွင့်ဖြစ်ပြီးရင်တဲ့ချင်းကိုတင်ပန်းစွန်ပြေမခတ်တဲ့ဝန်ချမ်းရဲ့ရှိသလားဘေးခံများစိတ်မပြေစေရာဆုတောင်းလေတန်တော်ခြင်းမှာဝမ်းနေခြင်းမျိုးခံမိတ်ဆွေရှိသူတွေမီလာမတို့အားနဲ့ချစ်ယေရှုသည်ဆုတောင်းလေထန်တော်ခြင်းမှာဘေးပလာစွာဝန်ထုံးလေရှာစံပြေဆုတောင်းလေထန်တော်ခြင်းမှာကဲတော့ပြေခွေကဆောင်မှာရှိသလားဘေးခံများစိတ်မပြေစေရာဆုတောင်းလေထန်တော်ခြင်းမှာဝမ်းနေခြင်းမျိုးကမိတ်ဆွေရှိသူတွေမီလာငါတို့အားနဲ့ချစ်ယေရှုသည်ဆုတောင်းလေထန်တော်ခြင်းမှာချမ်းသာသူရောက်စီတိုင်းဖြတ်ရှိကောင်းကြည့်ပေးပါစေ